မြန်မာဒီမိုကရေစီအရေးလှုပ်ရှားမှုမှာအရက်ဖက်လူထုပါဝင်လှုပ်ရှားမှုအားကောင်းလာအောင်နဲ့လူထုအခြေပြုလှုပ်ရှားမှုတွေရေရှည်တည်တံ့အောင်ဆွမ်းဆောင်ပေးနိုင်မှုတို့အတွက်မြန်မာ့နွေဦးတော်လှန်ရေးဥဆောင်သူများကိုအမေရိကန်နိုင်ငံအခြေစိုက် NED အဖွဲ့ကနှစ်စဉ်ချီးမြှင့်တဲ့2026ခုနှစ်ဒီမိုကရေစီဆုချီးမြှင့်လိုက်ကြောင်းဇွန်လ22ရက်နေ့ရက်စွဲနဲ့ NED ကကြေညာချက်ထုတ်ပြန်ပါတယ်။ဒီဆုဟာကမ္ဘာတဝန်းဒီမိုကရေစီလူ့အခွင့်အရေးနဲ့လွတ်လပ်ခွင့်တွေအတွက်စွန့်လွတ်စွန့်စားတိုက်ပွဲဝင်နေသူလူပုဂ္ဂိုလ်တွေနဲ့အဖွဲ့အစည်းတွေကို National Endowment for Democracy NED အဖွဲ့ကနှစ်စဉ်ချီးမြှင့်တဲ့ဂုဏ်ပြုဆုတစ်ဆုဖြစ်ပါတယ်။2026ခုနှစ်အတွက်ဒီမိုကရေစီဆုကိုတော့မြန်မာ့နွေဦးတော်လှန်ရေးဦးဆောင်သူများ Burma's Spring Revolution Organizers နဲ့အတူရုရှားကယူကရိန်းစစ်ပွဲဆန့်ကျင်လှုပ်ရှားသူတွေကိုကူညီပေးခဲ့တဲ့ Frida Ellen ကျူးဘားနိုင်ငံမှာဖမ်းဆီးခံထားရတဲ့အတိုက်အခံနိုင်ငံရေးသမားနဲ့အမှုပညာရှင်3ဦးစီးရီးယားနိုင်ငံကမီဒီယာနဲ့လွတ်လပ်စွာပြောဆိုခွင့်ဗဟိုဌာနနဲ့အီသီယိုးပီးယားနိုင်ငံက Addis Standard သတင်းဌာနတို့လည်းပါဝင်ပါတယ်။အမေရိကန်နိုင်ငံမှာကြာရောက်တဲ့လွတ်လပ်ရေးနှစ်250ပြည့်အထိမ်းအမှတ်အဖြစ်နဲ့ NED ဒါရိုက်တာအဖွဲ့ကအမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေပထမပြင်ဆင်ချက် First Amendment မှာပြဋ္ဌာန်းထားတဲ့လွတ်လပ်စွာကိုးကွယ်ခွင့်လွတ်လပ်စွာပြောဆိုခွင့်သတင်းမီဒီယာလွတ်လပ်ခွင့်ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့လွတ်လပ်စွာအသနာခံစာတင်သွင်းခွင့်စတဲ့အခြေခံလွတ်လပ်ခွင့်တွေကိုရှေ့တန်းကနေကာကွယ်စောင့်ရှောက်ပေးနေသူတွေကိုရွေးချယ်ချီးမြှင့်တာဖြစ်ပါတယ်။ဆုချီးမြှင့်တဲ့အခမ်းအနားကိုတော့ Virginia ပြည်နယ် Mount Vernon မှာရှိတဲ့အမေရိကန်ပြည်ထောင်စုရဲ့ပထမဦးဆုံးသမ္မတ George Washington ရဲ့နေအိမ်မှာလာမယ့်စက်တင်ဘာလမှာကျင်းပသွားမှာဖြစ်ပါတယ်။ဒီဆုတံဆိပ်ကိုတော့1989ခုနှစ်တရုတ်နိုင်ငံတီယန်နင်မြင်ရင်ပြင်ကဒီမိုကရေစီဆန္ဒပြပွဲတွေအတွင်းတည်ဆောက်ခဲ့တဲ့ဒီမိုကရေစီနတ်သမီး Goddess of Democracy အတိုင်းပုံတူပြုလုပ်ထားတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်းလိုက်ပါ